မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့မကြခင်မှာပဲစစ်ပွဲအတွင်းယူကရိန်းအားအနိုင်ရတော့မည်ဖြစ်ကြောင်းရုရှားနိုင်ငံ၏ရခိုင်သမ္မတဟောင်းမှပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်နှစ်နိုင်ငံလုံးတွင်အထူးအကြဆုံးများရှိနေပြီးယူကရိန်းသမ္မတကငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်ရန်နှိကပ်လာပြီလို့ပြောကြားနေတော့ညာလည်းပဲရုရှားနိုင်ငံကဆက်လက်တိုက်ခိုက်ရန်ဆုံးဖြတ်ထားကြောင်းပေါ်လွင်လျက်ရှိနေပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံနှင့်အခြေအနေတင်းမာမှုများပုံမှန်မြင့်တက်လာတာကြောင့်အမေရိကန်နိုင်ငံ၏ကာကွယ်ရေးဌာနဖြစ်သောပန်တဂွန်တွင်အမေရိကန်နိုင်ငံနှင့်အစ္စရေးနိုင်ငံ၏ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး2ဦးတို့တွေ့ဆုံကြမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်နှစ်နိုင်ငံလုံးရှိစစ်တပ်များကအီရန်နိုင်ငံတွင်အချိန်ဆက်မိမိဖြင့်မဟာဗျူဟာမြောက်လှုပ်ရှားမှုများပြုလုပ်ရတဲ့အတွက်တိုင်ပင်နေကြတာပဲဖြစ်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့ခလေးသူငယ်များအားလိမ်မိုင်းဆိုင်ရာအပြတ်ထုတ်ခဲ့သော Jeffrey Epstein ၏အမှုဖိုင်တွေအသင်းများအားပြည်သူလူထုတို့ချပြခဲ့ပြီးတဲ့နောက်မှာတော့ရခင် UK ဝန်ကြီးချုပ်ဟောင်းလေဘာပါတီမှနှုတ်ထွက်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဗြိတိန်တွင်နိုင်ငံရေးအရာဆိုးကျိုးများပုံမှုဖြစ်ပွားလျက်ရှိနေပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရုရှားနိုင်ငံ၏ခွင့်ပြုချက်မရှိဘဲ Starlink အသုံးပြုမှုအားပိတ်ဆို့နိုင်လိုက်ပြီဖြစ်ကြောင်း Elon Musk မှပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ရုရှားနိုင်ငံ၏ drone များက Starlink အားအသုံးပြုနေတယ်လို့ယူကရိန်းဘက်ကအဆိုတင်သွင်းခဲ့ပြီးတဲ့နောက်မှာတော့ယခုလိုမျိုးပြုလုပ်လိုက်တာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့အမေရိကန်နိုင်ငံ၏တန်မတ်ကျူးဘာသို့လာရောက်စဉ်အတွင်းကျူးဘာနိုင်ငံမှာလူစုများကအော်ဟစ်ဆဲဆိုမှုများပြုလုပ်ခဲ့တဲ့အတွက်အမေရိကန်အစိုးရကကျူးဘာနိုင်ငံအားဝေဖန်မှုပြုလုပ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယခုလိုအပြုအမူဟာလက်ခံနိုင်စရာမရှိကြောင်းနှင့်ကျူးဘာအစိုးရအနေဖြင့်နိုင်ငံခြားသားတန်မတ်များအားကာကွယ်ပေးရမည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံကပြောဆိုလိုက်တာပဲဖြစ်ပါတယ်ရှင်